ပါတယ်ကျွန်တော်ညီကိုမောင်နှမတငယ်ချင်းအားလုံးဝိတ်လော့ဝေခင်းတဲ့အတွက်ကိုကျွန်တော်ကဒီမျိုးကျိုးလေးတစ်ချောင်းရှိုံနဲ့အများကြီးနိစနစ်တွေအများကြီးကစားလို့ရတယ်ဆိုတော့ကျွန်တော်က sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကစားပြမယ်လေ့ကျင့်ခန်းကတော့နောက်ကျောပြင်ကြွက်သားကိုကစားပြသွားမှာဖြစ်ပါတယ်ဒီမျိုးကျိုးလေးနဲ့ဘယ်လိုပုံစံမျိုးကစားမှာလဲဆိုကျွန်တော်တို့ဂျင်းနေမှာဆိုလို့ရှိရင်တော့စစ်တပ်ရိုးပေါ့နော်စစ်တပ်ရိုးကစားတဲ့ပုံစံလေးကိုကျွန်တော်ကကစားပြသွားမှာဖြစ်ပါတယ်ဒါကတော့မြို့ကျိုးနဲ့ဆိုတော့ဒါတော့ဒီကျွန်တော်တို့ရဲ့အောက်ချစ်ချင်းကွက်လောက်ရှိတဲ့နေမှာချိတ်ဆရာလေးတစ်ခုရှိဖို့တော့လိုတယ်ပေါ့နော်တောင်းတောင်းတင်းတင်းလေးပေါ့ချိတ်ဆရာလေးမှာကျွန်တော်ခလေကောင်တက်တယ်လေးမှာချိတ်မယ်ခလေကောင်တက်တယ်လေးမှာချိတ်လိုက်ပြီးညီအောင်ထားမယ်လက်ကလေးကိုညီအောင်ထားမယ်โอเคဒါပြီးတော့ခြေတော်လေးကပခုံးကျင်နဲ့ညီထားမယ်ခြေတော်လေးကပခုံးကျင်နဲ့ညီထားပြီးတော့ရင်ဘတ်နဲ့ကြမ်းပြင်ကိုရင်းပြိုင်ထားပြီးတော့ချင်းသစ်ပုံစံလေးထိုင်ပါပေါ့နော်ချင်းသစ်ထိုင်နေတဲ့ပုံစံလေးထိုင်မယ်ထိုင်ပြီးတော့ကျွန်တော်ဖြည်းဖြည်းလေးဆွဲမယ်နောက်ကို1 2 3ဟူဒါပြော့တယ်ဆိုရင်ကျွန်တော်နည်းနောက်ဆုတ်လိုက်နောက်ဆိုရင်တင်းသွားပြီဆိုတော့တင်းသွားလို့မနိုင်ဘူးဆိုရင်အရှိနေနဲ့တိုးလိုက်ရင်ကြော့သွားပြီအဲ့ဒါပေါ့နော်โอเคကျွန်တော်နောက်နေနဲ့ဆုတ်ပေးမယ်โอเคရှုမယ်1 2 3ဟူလေရှုမယ်1 2 3ဟူလေရှုမယ်1 2 3 1 2 3ကဘာလို့ရေးတာလဲလို့မေးကြမယ်နော်1 2 3ကနောက်မှာကြွက်သားကို1စက္ကန့်2စက္ကန့်3စက္ကန့်လောက်ကြွက်သားရဲ့ညှိအားထင်းအားနဲ့ထိတ်ချုပ်ပြီးတော့ညှိအားနဲ့ကစားတယ်ပေါ့နော်လေရှုမယ်1 2 3ဟူလေရှုမယ်1 2 3ဟူအဲ့ဒါပုံစံမျိုးလေးနော်လေကိုအရှိမမုတ်ထုံမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမျိုးကြိုးလေးနဲ့ဆိုလို့ရှိရင်ကြောပြင်မှာပုံနေတဲ့အစီဘိုတွေကိုတင်းတင်းရင်ရင်ကြစ်လစ်ဖြစ်သွားမှာနော်ဝိတ်လော့တွေအတွက်ဆိုလို့ရှိရင်ဝေခင်းတွေအတွက်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြောပြင်မှာရှိတဲ့မာဆယ်လေးတွေဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်နော်အဓိကဒီကောင်ကကြတော့ဒီဘက်ဝင်းကိုထိရောက်မှုမက်တယ်ဘက်ကိုလည်းထိရောက်မှုရှိမယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်မို့ဒီဟာလေးကညွန့်ကျိုးလေးကကွာတန်ဖို့ရှိတယ်ဒါပေမဲ့တစ်ခုရှိတော့ပေါ့ဒီရန်ကုန်မန္တလေးမြို့ပေါ်မှာလက်လန်းမီတဲ့နေရာဒေသမှာဆိုတော့ဂျင်းနေပေါ်တယ်လေဆိုတော့ဂျင်းနေပါတယ်မရှိတဲ့နေရာမှာနေမြို့မှာရှိတဲ့ညီငယ်လေးတွေဆိုရင်ဒီမြော်ကျိုးလေးတွေမှာယူပြီးတော့ဝယ်ပြီးတော့ကစားမယ်ဆိုရတယ်ဆိုတာလေးကိုကျွန်တော်က sharing လုပ်ချင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြရတဲ့ထက်မှာအမှားလေးပါသွားမယ်ဆိုတော့ကျွန်တော်တောင်းမှန်ပါတယ်โอเคတော့ဆောင်းနာအကျဉ်းရုံမပြောရသေးဘူးเนาะဝိတ်လော့တွေအတွက်ဆိုလို့ရှိရင်ဒီမြော်ကျိုးလေးဟာ15 20အစိတ်လောက်ကစားမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဝိတ်ဂိမ်းတွေဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ညီငယ်လေးတွေအတွက်ဆိုလို့ရှိရင်10ချိန်လောက်12ချိန်လောက်12ချိန်4ကြော့ပေါ့เนาะတော့ဒီမဟုတ်10ချိန်4ကြော့အဲ့လိုမျိုးကစားလို့ရပါတယ်လို့ကျွန်တော်ကတော့အကြံဉာဏ်လေးပေးချင်ပါတယ်ကျွန်တော်ကစားပြတဲ့ထဲမှာအမှားလေးတွေပါရင်လည်းတောင်းပန်ပါတယ်